ခုကျင်းပပြုလုပ်တဲ့စပူကျော်မဲ့အလှတော်ကြီးကတော့အနေတော်နဲ့ငါပါဥဒိတ်ပန်စီရဲ့တစ်ပတ်တော့ပိုးပါမိဘများအမှုထားအလှတိုက်ကဦးစောမျိုးကြော်ခဦးနိုင်ကြီးအလှတိုက်ကမှာဒေါ်နန်းသိမ့်တဲ့ထိဝီသားစတို့မှာကျင်းပပြုလုပ်တော့ရှင်ပြုအလှတော်ပွဲကြီးပဲဖြစ်ပါလေခင်ဗျာလူဘီလေလူဘီဟေးတတာတရားကြီးရဲ့ဒီလိုတော့လူမာကြီးလေပျော်တဲ့ဒီလူတော့လူရီဟေးတတာတရားကြီးတဲ့ဒီလူတော့အလူတကာကြီးလေပျော်တဲ့ဒီလူတော့လာကြတော့ဆိုင်ဝဲကြီးလေတကယ်စီကလူတော်ကြီးစီသွားဆိုတော့ပြောစီရတကယ်ကောင်းနေတို့ရွာကအလူတော်တွဲလူသာပြောတရားလုံးပြောတဲ့ဒီလူတော်ဒီအလှပွဲကြီးမှာပြီဖန်မြို့နယ်မင်းစည်းကြေးရွာအုပ်စုတိုက်တော်ကြေးရွာနေဦးမြေအောင်ကဥပတ်ထုံးဟဲ့ဒေါ်မအေးမြင့်နေဦးမောင်ထုံးဒေါ်လာကြီးကဒေါ်တတောင်းတို့ဤမြေဖန်မြို့နယ်အမှတ်6ရပ်ကွက်ဇွဲကပင်3ကုန်းအင်ဂျင်လန်လေးဦးစောမျိုးကြော်ကဦးနိုင်ကြီးဒေါ်နန်းသိမ့်တဲ့ထေးတို့သားများဖြစ်ကြတော့တာကြီးစောဝိုင်းသက်ဆန်ကိုခဝဝိုင်းနေတားလက်စောပိုင်သက်ဆန်ဖြိုးကပိုင်ပိုင်တို့ကိုရှစ်ပါးပြည့်ခရစုံနေစွာဖြင့်ပပစမွေရှင်သာမဏေပြည့်သွတ်သွင်းချင်းမြင့်မဲ့ရှင်ပြုအလှတော်ပွဲကြီးလဲဖြစ်ပါလေခင်ဗျာလူဘီလေလူဘီဟေးတတာတရားကြီးရဲ့ဒီလိုတော့လူမာကြီးလေပျော်တဲ့ဒီလူတော့လူရီဟေးတတာတရားကြီးတဲ့ဒီလူတော့အလူတကာကြီးလေပျော်တဲ့ဒီလူတော့လာကြတော့ဆိုင်ဝဲကြီးလေတကယ်စီကလူတော်ကြီးစီသွားဆိုတော့ပြောစီရတကယ်ကောင်းနေတို့ရွာကအလူတော်တွဲလူသာပြောတရားလုံးပြောတဲ့ဒီလူတော်တရားတရားကြီးတို့ရွာကလူပြီးမကုန်လူရမခံစေတနာတောင်းတဲ့ပြည့်တဲ့နေဒီလူအလူတကာကြီးလေးအပြုံးပြီးဒီဝိဆာအလူမကြီးရဲ့စိတ်ချမ်းသာလို့နေတာပြောသလားဟဲ့လူမကြီးပြောရဖို့လို့လူတကာကြီးကြောက်ရောက်လာအေးတဲ့ညကိုလူလီသည်မရှိအောင်အခန်းကျွေးမွေးနေတကယ်ကြီးနူဘီမိဘညီမလို့လူရမ်းနေဒီလူတော်အောင်မီဟေးအောင်မီဟေးဒီလူကြီးလေအောင်မီဟေးယခုကျင်းပပြုလုပ်တဲ့စပူကျော်မဲ့အလှတော်ကြီးကတော့အနေတော်နဲ့ငါပါဥဒိတ်ပန်စီရဲ့တစ်ပတ်တော့ပိုးပါမိဘများအမှုထားအလှတိုက်ကဦးစောမျိုးကြော်ခဦးနိုင်ကြီးအလှတိုက်ကမှာဒေါ်နန်းသိမ့်တဲ့ထိဝီသားစတို့မှာကျင်းပပြုလုပ်တော့ရှင်ပြုအလှတော်ပွဲကြီးပဲဖြစ်ပါလေခင်ဗျာလူဘီလေလူဘီဟေးတတာတရားကြီးရဲ့ဒီလိုတော့လူမာကြီးလေပျော်တဲ့ဒီလူတော့လူရီဟေးတတာတရားကြီးတဲ့ဒီလူတော့အလူတကာကြီးလေပျော်တဲ့ဒီလူတော့လာကြတော့ဆိုင်ဝဲကြီးလေတကယ်စီကလူတော်ကြီးစီသွားဆိုတော့ပြောစီရတကယ်ကောင်းနေတို့ရွာကအလူတော်တွဲလူသာပြောတရားလုံးပြောတဲ့ဒီလူတော်ဒီအလှပွဲကြီးမှာပြီဖန်မြို့နယ်မင်းစည်းကြေးရွာအုပ်စုတိုက်တော်ကြေးရွာနေဦးမြေအောင်ကဥပတ်ထုံးဟဲ့ဒေါ်မအေးမြင့်နေဦးမောင်ထုံးဒေါ်လာကြီးကဒေါ်တတောင်းတို့ဤမြေဖန်မြို့နယ်အမှတ်6ရပ်ကွက်ဇွဲကပင်3ကုန်းအင်ဂျင်လန်လေးဦးစောမျိုးကြော်ကဦးနိုင်ကြီးဒေါ်နန်းသိမ့်တဲ့ထေးတို့သားများဖြစ်ကြတော့တာကြီးစောဝိုင်းသက်ဆန်ကိုခဝဝိုင်းနေတားလက်စောပိုင်သက်ဆန်ဖြိုးကပိုင်ပိုင်တို့ကိုရှစ်ပါးပြည့်ခရစုံနေစွာဖြင့်ပပစမွေရှင်သာမဏေပြည့်သွတ်သွင်းချင်းမြင့်မဲ့
ရှင်ပြုအလှတော်ပွဲကြီးလည်းဖြစ်ပါတယ်ခင်ဗျာ အလူမကြီးရဲ့စိတ်ချမ်းသာလို့နေတာပျော်သလားဟဲ့လူမကြီး